အားလုံးပဲမင်္ဂလာပါ Learning Pro Language Easily Channel ကနေကြိုဆိုပါရစေဒီနေ့ဒီဗီဒီယိုမှာတော့ပိုးဝါရစကားကိုမှတ်မိလို့လွယ်အောင်ကိုယ့်ရဲ့နေ့စဉ်ဘဝမှာတွေ့နေကြအရာတွေကိုပိုးလို့ဘယ်လိုခေါ်လဲဆိုတာကျွန်တော်ဗီဒီယိုနဲ့လိုက်ပြီးတော့ပြပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်ပိုးဝါရစကားကိုစိတ်ဝင်စားတယ်ဆိုရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးဖို့တောင်းဆိုချင်ပါတယ်ကဲအစဉ်သင့်ဖြစ်ပြီဆိုရင်စလိုက်ကြရအောင်ဒီကောင်ကတော့လက်ပြကတော့ပိုးလို့ jumping လို့ခေါ်တယ်ပေါ့နော် jumping ပန်းကြတော့ကောင်းပေါ့ခြံကိုပိုးလို့ cram တိပင်ကိုပိုးလို့ sing တောင်တန်းကိုပိုးလို့กล่องรวยပေါ့နော်บวยบนเกียงบวยบนเกียงธรรมาซาทุยมกกลางมือล่ามตะทุนเมฟรุยโมเอโมลองแขนมือแขนราคงช้ามือขวาจูขวาคังตะพูตันตะพูตันตะพูส่องลิกอุกลิกอุกทว่าลิกไรมีกิมไรมีคำโลตันตะสังราอัมตะสังรามือหลังกล้องตะท่าลุยดังตะท่าองค์ตราเมื่อฟรายาปลูเกาโบบวยระหันยูทาชัญญาเล็กทั้งกล่องหอตราบวยพรานาตราทว่าแข่งาวังไปยืมทาว่าเละดีผ่าพระว่าเละดี